မော်ဂန်ရောဂျာဆိုတဲ့ကျယ်ပွင့်ငယ်လေးတစ်ပွင့်ရဲ့ဘဝဆက်ကြောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာအရှာအာဆင်နယ်ခွန်ထက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ချင်တာကတော့မော်ဂန်ရောဂျာဆိုတဲ့ကျယ်ပွင့်လေးရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်သူခုလိုအောင်မြင်လာတာကလွယ်ကူစွာနဲ့ရရှိခဲ့တာတော့မဟုတ်ပါဘူးသူအသက်9နှစ်အရွယ်မှာ West Brom လူငယ်အကယ်ဒမီကိုရောက်ရှိခဲ့ပါတယ်သူစူးစမ်းအားထုတ်မှုတွေကြောင့်အသက်16နှစ်အရွယ်နဲ့West Brom ရဲ့ပထမအသင်းမှာပါဝင်ခွင့်ရခဲ့ပါတယ်။သူဟာ2019ခုနှစ်မှာ Man City Academy သို့ပြောင်းရွှေ့ကာလူငယ်များအသင်းတွင်ခြေစွမ်းပြခဲ့ပါတယ်။ဒါပေမဲ့လည်းပထမအသင်းကြီးတွင်နေရာမရသဖြင့် Lincoln City ဘိုးမောင်းနဲ့ Blackpool တို့မှာတွားရောက်အငှားကစားခဲ့ရပါတယ်။2023မှာသူဟာ Middlesbrough အသင်းသို့အပြီးပြောင်းရွှေ့ကစားခဲ့ပါတယ်။ခြေစွမ်းကောင်းများပြသခဲ့မှုကြောင့်သူဟာ2024မှာ Aston Villa သို့ပြောင်းရွှေ့လာခဲ့ပါတယ်။ခုနှစ်ရာသီသူပြသခဲ့တဲ့ခြေစွမ်းတွေဟာအမခန့်ပါပဲအသင်းကြီးတိုင်းကလူချင်းအပ်တဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ကျွန်တော်တို့ချစ်တဲ့ Arsenal အသင်းအပါဝင်ပေါ့ဗျာ။ကျွန်တော်တီးလိုက်တာကတော့အမြဲတမ်းစူးစမ်းနေတဲ့သူတစ်ယောက်ကဘယ်နေရာပဲရောက်ရောက်အောင်မြင်မှုဟာအချိန်တန်ရောက်လာခဲ့မှာပါကျွန်တော်ရဲ့တင်ဆက်မှုလေးတွေကိုကြိုက်နှစ်သက်လို့ရှိရင် page လေးကို follow လုပ်က like and share ပေးသွားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ